အားလုံးပဲမင်္ဂလာပါ Healthy Life Fine ဒေါက်တာဂျွန်ရဲ့ podcast ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အားလုံးကိုမျှဝေပေးသွားခြင်းနဲ့အကြောင်းအရာလေးကတော့ယနေ့ကြားရောက်လာတဲ့ World Diabetes Day 2025နဲ့ဆက်ဆက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒီနှစ်ရဲ့ campaign လေးရဲ့ရည်ရွယ်ချက်ကတော့ခေါင်းစဉ်လေးကို Diabetes and the Workplace ဆိုပြီးတော့ပေးထားပါတယ်ဆိုလိုတာကတော့ဒီနှစ်မှာစီးချိုဝေဒနာတွေအလုပ်ခွင်မှာလုံနေရမယ်ဆိုရင်ပို့ပြီးတော့ဂရုစိုက်ပေးဖို့အတွက်ရည်ရွယ်ထားတာပဲဖြစ်ပါတယ်စီးချိုဝေဒနာခံစားနေရတဲ့သူတွေဟာအလုပ်ခွင်မှာဆိုရင်အစားချိန်ကျော်လွန်ပြီးတော့စားသုံးတာမျိုးမနှက်စာမစားဘဲနဲ့အလုပ်လုပ်တာမျိုးတွေမလုပ်သင့်ပါဘူးမှန်ကန်တဲ့အချိန်မှန်ကန်တဲ့ပမာဏနဲ့အစားအသောက်ရွေးချယ်စားသုံးတတ်ဖို့ကအထူးပဲအရေးကြီးပါတယ်။ဂျာရင်မကသေးပါဘူး။ sedentary lifestyle လို့ခေါ်တဲ့ငြိမ်ကြီးမဖြစ်နေစေဘဲနဲ့ mini workout လေးတွေလုပ်ပေးဖို့ကလည်းအထူးပဲအရေးကြီးပါတယ်။မိမိတို့လုပ်ငန်းခွင်ကစီးချိုဝေဒနာရှင်တွေကိုတီးထပ်ပို့ပြီးတော့ဂရုစိုက်ကြပါစို့။